ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်ပြိုင်ကစားသွားမဲ့ပရီးမီးယားလိဂ်နဲ့လာလီဂါပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်ဘန်လီနဲ့ချယ်ဆီပယ်မမပါတဲ့ကြားကနေချယ်ဆီကိုရလက်တေကောင်းမအောင်နီးပြမော်ရက်စ်ကာကစွမ်းဆောင်ပေးထားနိုင်ပြီးတော့တိုက်စစ်ကပုံမှန်9ရတာကလည်းချယ်ဆီရဲ့အာသာချက်ပါရှင်ဒီဟာဒီတန်တက်လာခဲ့တဲ့ဘန်လီကလည်းအသင်းကြီးတွေကိုမရှင်နိုင်မဲ့ရှုံးတာကပို့ပြီးတော့များပါတယ်ဒါကြောင့်အဝေးကွင်းဆိုပေမဲ့ချယ်ဆီဘော်ဒီကိုပဲရွေးချယ်ပါမယ်ဘုံမောက်နဲ့ဝက်ဆမ်ကလိဂ်နှစ်ပွဲဆက်နိုင်ထားပြီးတော့ဘုံမောက်ကတော့လိဂ်နှစ်ပွဲဆက်ရှုံးနေထားပါတယ်လက်တလောတွေးဆုံမှုတွေမှာတော့ဝက်ဆမ်တာပြီးတော့ပြီးခဲ့တဲ့အမေရိကန်ခရီးစဉ်ခြေစံတုန်းကလည်းဝက်ဆမ်က2ဂိုးမရှိနဲ့နိုင်ခဲ့တာပါအခုပွဲမှာတော့ဘုံမောက်တလုံးပြား20အစားဈေးပြနေပေမဲ့ဝက်ဆမ်တက်ကြွနေတဲ့အချက်ကိုသတိပြုပါနော်ဒါကြောင့်ဝက်ဆမ်ကိုပဲရွေးပါမယ်Brighton နဲ့ Bradford အခုပွဲမှာတော့ Brighton ကတလုံးပြား60အစားပေါက်ရာကနေပြီးတော့အခုနောက်ပိုင်းမှာတော့တလုံး95ပြားအစားထိအောင်ဈေးတွေပြုတ်ကျလာပါတယ်ရှင်။နောက်ပြီးတော့ဒီပွဲကရမက်တူနှစ်သင်းတွေ့ကြတာဖြစ်လို့လည်းအကျိတ်နဲ့ဖြစ်ကြမှာပါနော်။တစ်ဖက်က Bradford ကလည်းအဝေးကွင်း9ပွဲမှာ4ပွဲထိရှုံးခဲ့တဲ့တင်မှာဒါကြောင့်နှစ်ဖက်စလုံးကတိုက်စစ်တောင့်တင်းမှုရှိတာကြောင့်ဂိုးပေါ်ရွေးချယ်ပါမယ်။ဖူဟန်နဲ့ဆန်ဒါလန်ဒီပွဲမှာတော့ဖူဟန်ကအဆင့်၄ကဆန်ဒါလန်ကိုတရေ85ပေါက်တာကတော့နည်းနည်းပြင်းပါတယ်ချန်ပီယံရှစ်မှာဖူဟန်ကိုနောက်ဆုံးတွေ့ခဲ့တဲ့2018တုန်းကဆိုရင်တော့ဖူဟန်တလုံးအရှုံးတောင်မှပေါက်ခဲ့တာပါအခုဖူဟန်ခြေကျနေချိန်ဖြစ်ပြီးတော့ဆန်ဒါလန်ကလည်းအဝေးကွင်းတိုက်စစ်အားနေတာမို့အခုပွဲကတော့ဂိုးအောက်ပို့ပြီးတော့လှပါတယ်လီဗာပူးနဲ့နော်တင်ဟမ်မန်စီးတီးနဲ့ပွဲမှာလီဗာပူးဂိုးပြတ်ရှုံးခဲ့တာမှန်ပြီမဲ့လည်းဂိုးသွင်းခွင့်တွေတော့ရခဲ့ပြီးတော့ဗန်တိုင်းရဲ့ဂိုးမရတာကလည်းအခုလိုဂိုးပြတ်ရှုံးတဲ့အထိဖြစ်စေခဲ့ပါတယ်ခက်တာကအခုတွေ့ရမယ့်နော်တင်ဟမ်ကမန်နီကလီဗာပူးကိုဒုက္ခပေးခဲ့တဲ့အချက်ပါဝင်ပြီးတော့နီးပြတဲ့နဲ့တိတ်မညမ်းတော့တဲ့အချက်ပဲဖြစ်ပါတယ်ဒါကြောင့်နော်တင်ဟမ်ပဲရွေးပါမယ်Wolf နဲ့ Bellis နောက်ဆုံးတွေးဆုံမှုတွေရောလက်ရှိခြေစွမ်းနေရပါဆိုရင်တော့ Bellis ကို Wolf ဘလို့မှမရှင်နိုင်ပါဘူးရှင်။ဒါကြောင့်လားတော့မသိ Wolf ကမှတော့ Bellis ကတရေ85အထိခက်ပြင်းပြင်းပေါက်နေပါတယ်။လက်ရှိမှာလဲ Wolf ကတိုက်စစ်ပိုင်းလည်းအပြောင်းလဲများပေမဲ့ဒီဟာဒီမှာကတော့အညံ့ဆုံးဖြစ်နေပါတယ်။ဒါကြောင့် Bellis body ပဲရွေးချယ်ကြပါမယ်။Newcastle နဲ့ Man City ကနိုင်ပွဲဆက်လာတယ်ဆိုပေမဲ့ခန်းစစ်ကတိတ်အားရစရာတော့မရှိပါဘူးနော်အထူးသဖြင့်အဝေးကွင်းဆိုရင်တော့တိုက်စစ်ပိုင်းချိန်မှန်မှာဘူး Newcastle ကဒီဟာဒီအင်္ဂွန်တော်တော်ကိုမားတဲ့အချက်မှာပါပြီးတော့ Man City ကိုလည်းဒုက္ခပေးဖို့ကြိုးစားမှာပါ Bradford ကိုလည်းရှုံးနိမ့်ထားခဲ့တာကြောင့်အင်ရှင်ဖြစ်တဲ့ Newcastle body ကိုပဲရွေးချယ်ကြပါမယ်အလာဘန်နဲ့စတာဘီကိုကနိုင်ငံပွဲတွေမတိုင်ခင်မှာတော့ပြန်ပွဲဆောင်နောက်ဆုံး9ပွဲစတိုက်အနှိမ့်ဆုံး3ဂိုးထွက်ပွဲတွေကစားခဲ့ပါတယ်။စတာဗီကိုကပြန်ပွဲဆောင်နောက်ဆုံး10ပွဲမှာလည်းဘာစီလိုနာကိုအင်္ဂွန်းမှာ2ဂိုး4ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲတွေရှိခဲ့ပါတယ်။ဒါကြောင့်အခုပွဲကလည်းတရေကျဖို့များနေတာကြောင့်အဲ့တဲ့ဆယ်တာဗီကိုပဲရွေးပါမယ်။ဘာစီလိုနာနဲ့ဘီဘာအိုလက်ရှိမှာတော့နှစ်သင်းစလုံးကဒဏ်ရာများနေကြတယ်ဆိုပေမဲ့လည်းစီနာကီဝီလီယန်မပါနိုင်တဲ့ဘာဘီအိုကပို့ပြီးတော့အခြေအနေစိုးသွားနိုင်ပါတယ်ရှင်။အင်ရှင်ဖြစ်တဲ့ဘာစီလိုနာကတော့အစားထိုးလို့ရတဲ့လူငယ်တွေရှိပြီးတော့အရန်အင်အားအရာမှာလည်းဘီဘာအိုထက်သားပါတယ်နော်။ဘီဘာအိုကအဝေးကွင်းခြေစွမ်းအရာလည်းစိတ်မချရတာကြောင့်ဘာစီလိုနာကိုပဲရွေးချယ်ပါမယ်။အိုဆာဆူနာနဲ့ဆိုစီတက်ကဒီယာတီလာလီဂါအဝေးကွင်း6ပွဲစလုံးမှာနိုင်ပွဲမရှိသေးပဲ3ပွဲရှုံးထားပြီးတော့တိုက်စစ်မှုအိုရာဇာဗေသာအဓိကကျနေပါတယ်။တစ်ဖက်မှာအိုဆာဆူနာကလည်းခြေစွမ်းမအကြပဲရောက်နေတယ်ဆိုပေမဲ့အင်ကွန်းဆိုရင်တော့ညှစ်ကစားလေးရှိပါတယ်။ဒါကြောင့်ခြေစွမ်းအရာလည်းဒီယာတီအင်ကွန်းမှာတဲ့အိုဆာဆူနာကိုပဲရွေးချယ်ပါမယ်ရှင်။ဘီလာရီယက်နဲ့မာရော့ကာကဒီဟာတီလာလီဂါအဝေးကွင်း6ပွဲမှာတော့တရေပွဲလုံးဝမရှိသေးပဲနဲ့စီဗီလာကိုအနိုင်ရကကျန်တဲ့9ပွဲစလုံးရှုံးခဲ့ပါတယ်။ဘီလာရီယက်ကဒီဟာတီအင်ကွန်းပြိုင်ပွဲစုံ10ပွဲမှာလည်းမန်စီးတီးကိုသာရှုံးခဲ့တာပါရှင်။လက်ရှိခြေစွမ်းနေရဆိုရင်လည်းဘီလာရီယက်ကအင်ကွန်းကစားရတဲ့ပွဲတိုင်းတိုက်စစ်ကဂိုးမျိုးလေးရှိပါတယ်။ဒါကြောင့်ဘီလာရီယက်ပဲရွေးပါမယ်ရှင်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြန်ကြီးကစားသွားမယ့်ပရီးမီးယားလိဂ်နဲ့လာလီဂါပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်